Hello အခုလိုမျိုး high tea buffet ကိုလှလှပပလေးနဲ့ rooftop ရေကူးကန်ကြီးဘေးမှာစားလို့လည်းရမယ်နောက်ပြီးတော့အခုလိုမျိုးဓာတ်ပုံလှလှလေးတွေလည်းရိုက်လို့ရမယ်နေရာလေးမှာမီဒီသွားစားခဲ့ပါတယ်မီဒီတို့သွားစားခဲ့တဲ့ high tea buffet set ကလေးကတော့ပေါ့နော်2ယောက်စာ set ကလေးပဲဖြစ်ပါတယ်သူကအခုလိုမျိုးပေါင်မုံလေးတွေကိမ့်မုံလေးတွေပါဝင်ပြီးတော့ drink ဆိုလို့ရှိရင် coffee သို့မဟုတ်အေးတစ်ခွက်စီရပါတယ် drinks နှစ်ခွက်ရပါတယ်နောက်ပြီးတော့ vegetable tempura တပွဲပါမယ်နောက်ပြီးတော့ fruits ပေါ့နော်အသီးပွဲတပွဲပါမှာဖြစ်ပါတယ်အခုမီဒီစားနေတဲ့ဒီ hot dog လေးကလည်းစားလို့တော်တော်ကောင်းတယ် hamburger လေး hot dog လေးတွေလည်းစားလို့အဆင်ပြေရပေါ့နော်နောက်ပြီးတော့မီဒီကြိုက်တာတော်တော်လေးကြိုက်ခဲ့တာကတော့ဒီမှာ zone လေးထဲမှာထည့်ထားတယ် prawn salad ကလေးပေါ့နော်အဲ prawn salad ကလေးလည်းတော်တော်ကြိုက်ပါတယ်နောက်ပြီးတော့အကြော်လေးတွေကလည်း vegetable tempura လေးတွေကလည်း vegetable အစုံကိုကြော်ထားပေးတာဖြစ်ပါတယ်ကျွတ်ကျွတ်ရွာလေးနဲ့အချင်လေးနဲ့လိုက်ဖက်တယ်ပေါ့နော်ဒီနေ့လည်းနေကင်းလေးမှာအကြော်လေးစားရတာလည်းတစ်မျိုးကောင်းပါတယ်ရှင်နောက်ပြီးတော့ဒီ red velvet cake လေးပေါ့နော်အဲ့ဒီ cake လေးကိုလည်းမီဒီတော်တော်လေးကြိုက်တယ်အရန်ပဲစားလို့ကောင်းတဲ့ cake လေးပဲဖြစ်ပါတယ်ဒီ red velvet ကလေးပါတယ်နောက်ပြီးတော့ strawberry panna cotta လိုမျိုးလေးတစ်ခုပါတယ်နောက်ပြီးတော့ eclair လိုမျိုးလေးရှည်ရှည်လေးနဲ့အထဲမှာ cream လေးတွေနဲ့လည်းပါတယ် prawn salad ကလေးကလည်းတော်တော်လေးစားလို့ကောင်းတယ် hamburger သေးသေးလေးကလည်းစားလို့ကောင်းပါတယ် coffee လေးတွေကတော့ဒီ midi တို့ကတော့ latte နဲ့ cappuccino နဲ့ပေါ့နော်အဲ့ဒါလေးကိုတောက်ခဲ့ပါတယ်ဒါလေးကလည်း strawberry panna cotta လေးပါဒါလေးကတော့အရင်ကြီးအကြိုက်ကြီးမဟုတ်ပေမဲ့စားလို့တော်တော်ကောင်းပါတယ်ခြုံပြီးပြောရမယ်ဆိုလို့ရှိရင် IT ဒီ set ကလေးကသူ့ရဲ့ဈေးနဲ့ဆိုလို့ရှိရင်အရန်တန်ပြီးတော့အရန်ပဲစားလို့ကောင်းတယ်မီဒီအရန်သဘောကျလို့နောက်တစ်ခါသွားပြီးတော့စားပြုံမဲ့ထင်ပါတယ်ဒီဟာလေးကဘယ်မှာရှိရလဲဆိုလို့ရှိရင်ရန်ကုန်မြို့ရွှေတကုံဖျားလမ်းမှာရှိရဲ့ရန်ကုန်တန်လွင်ဟိုတယ်တင်ကြီးဈေးအရှိမတက်မှာရှိရပါတော့ရန်ကုန်တန်လွင်ဟိုတယ်ရဲ့ high tea buffet လေးပဲဖြစ်ပါတယ်သူကဒီလိုမျိုးရေကူးကန်နဲ့ကူးခွင့်လဲ2ယောက်ရေကူးလို့ခွင့်လဲပါမှာဖြစ်ပါတယ် rooftop ပေါ့နော်ရေကူးကန်မှာလဲရေကူးလို့ရမှာဖြစ်ပါတယ် high tea buffet လေးရဲ့ဈေးနှုန်းလေးကတော့6000 ဝယ်ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ပြန်လဲဆုပ်တွေ့ကြမယ်နော်တတာ